တချို့အိမ်တွေကပေါ့သူတို့ရဲ့ရေးကြီးတဲ့ပြဿနာတွေကိုသူဖြေရှင်းရတဲ့အချိန်မှာပေါ့နော်တချို့ဟာတွေကစုံရက်မိုက်ရက်ဆိုတာဟာမလွဲတာမရှောင်တာတို့ကျွန်တော်တို့ကစုံရက်မှာလည်းမာတာထွက်တယ်လို့ရှိတယ်လို့မိုက်ရက်မှာလည်းစုံကားထွက်ရတယ်နော်အဲ့လိုအခင်းချင်းတွေကနိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့ဥပဒေတွေကြလဲကြတယ်သူတို့ကအလိုလိုနေရင်းတဲ့ကိုသူကဘယ်လိုဖြစ်လာလဲဆိုတော့ပေါ့နော်ဥပဒေချိုးဖောက်တဲ့ပုံစံမျိုးတွေဖြစ်လာအဲ့ဒီမူဝါဒကြောင့်ဒီ73စီအလူရဝယ်ယူခြင်းကိုရှောင်ရှားနိုင်ခဲ့တယ်လို့ပေါ့နော်73စီဈေးနှုန်းမြင့်တက်ခြင်းတွေဒီအကြောင်းမဲ့အကိုသုံးဆွဲခြင်းများကိုလည်းပေါ့နော်ရှော့ချနိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းဒီအများပြည်သူရဲ့လိုအပ်ချက်ပေါ့နော်လိုလားချက်တစ်ခုကတော့ထပ်ပေါ်လာပါတယ်အဲ့ဒါကတော့စုံမကဏ္ဍပါတဲ့မော်တော်ယာဉ်တွေကိုပေါ့နော်ကသက်ချက်မထားဘဲနဲ့နေ့စဉ်မောင်းနဲ့အသုံးပြုခွင့်ပေးပြီးဖြစ်ပါတယ်ကျွန်တော်ရဲ့အမြင်မှာတော့စုံမခွဲခြားကန့်သက်လို့သုံးဆွဲမှုရောတာတယ်73စီဈေးနှုန်းမြင့်တက်လာလို့သုံးဆွဲမှုရော့တယ်လို့ကျွန်တော်တို့မြင်တယ်ပေါ့နော်နိုင်ငံသားတွေရဲ့အသိဉာဏ်ကိုယုံကြည်လေးစားသောအားဖြင့်၎င်းနိုင်ငံသားတွေရဲ့ကိုဝင်ငွေကိုချိန်ဆပြီးတော့သုံးဆွဲတာကိုသိရှိနားလည်တဲ့အနေနဲ့တော့စုံမစနစ်ကပြဖြတ်တင်တယ်ပြည်သူတွေအနေနဲ့ကတော့ကြီးလန့်စာစားဘဝကိုရောက်နေကြတယ်အဲ့လိုမျိုးမဖြစ်အောင်ပြည်သူတွေစိတ်ချမ်းသာအောင်တော့အစိုးရအနေနဲ့တော့ဒါကိုတက်ရောက်လာတဲ့တက်တန်းတွင်မှာဒီရက်တရားစီမံချက်တက်မှာဒီစုံမကိစ္စလေးကိုပယ်ဖြတ်ပေးရင်တော့ပြည်သူတွေပို့ပြီးမှစိတ်ချမ်းသာပြီးမှအစိုးရအပေါ်မှာလည်းပို့ပြီးမှယုံကြည်လာမယ်လို့တော့ကျွန်တော်အနေနဲ့မြင်တယ်အားလုံးပဲမင်္ဂလာပါယနေ့ခေတ်သတင်းဌာနရဲ့ဇကာဝိုင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့တင်ဆက်မယ့်အကြောင်းအရာကတော့ဒီနှစ်ဆိုင်ပိုင်းကနေစပြီးတော့ပေါ့နော်အရှိအလဲပိုင်းမှာဖြစ်ပွားနေတဲ့ဒီစစ်ပွဲများကြောင့်ကမ္ဘာနိုင်ငံတွေမှာရင်းနှီးအပါဝင်ပေါ့နော်73စီအကျက်သေးတွေရင်ဆိုင်နေရပါတယ်အဲ့တော့မြန်မာနိုင်ငံကလည်းဒီအကျက်သေးကနေပေါ့နော်ကင်းလွတ်ခွင့်မရှိတာကြောင့်73စီသုံးစွဲမှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်အစိုးရက73စီချစ်တာရေးအဲ့တော့ပေါ့နော်မူဝါဒတွေကိုချမှတ်ခဲ့ပါတယ်အဲ့တော့လက်ရှိချမှတ်ထားတဲ့မူဝါဒတွေကတော့ဒီကားနံပါတ်မှာပါရှိရပေါ့နော်စုံမကဏ္ဍပေါ်မှာမူတည်ပြီးတော့73စီထုတ်ရက်ကိုခွဲခြားသတ်မှတ်ထားပါတယ်အဲ့တော့စုံကဏ္ဍမော်တော်ယာဉ်အများစုကစုံရက်ကြတဲ့နေ့မှာ73စီထုတ်ယူခွင့်ရှိပါတယ်အဲ့တော့နောက်ဆုံးထုတ်ယူခဲ့တဲ့ရက်ကနေပြီးတော့တပတ်အတွင်းပေါ့နော်engine power အလိုက်ဒီတမတ်လီတာအတိုင်းထုတ်ယူခွင့်ရှိပါတယ်အဲ့တော့ engine power တေးကားတွေဆိုလို့ရှိရင်35လီတာထုတ်ယူခွင့်ရှိပါတယ်ပေါ့နော်အဲ့တော့စုံကဏ္ဍပါတဲ့ကားတွေကစုံကဏ္ဍကြတဲ့ရက်မှာစီထုတ်ယူနိုင်တယ်လို့အဲ့ဒီရက်မှာပဲလမ်းပေါ်မှာမောင်းနေတော့လာခွင့်ရှိပါတယ်ပေါ့နော်အဲ့တော့အမကဏ္ဍမော်တော်ယာဉ်များကလည်းထိုနည်းအတူပဲ73စီထုတ်ယူမောင်းနေရမှာပေါ့နော်အဲ့တော့မဟုတ်လို့ရှိရင်ဖန်စီအရေးယူခြင်းခံရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီမူဝါဒကြောင့်ဒီ73စီအလူရဝယ်ယူခြင်းကိုရှောင်ရှားနိုင်ခဲ့တယ်လို့ပေါ့နော်73စီဈေးနှုန်းမြင့်တက်ခြင်းတွေဒီအကြောင်းမဲ့အကိုသုံးဆွဲခြင်းများကိုလည်းပေါ့နော်ရှော့ချနိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းဒီအများပြည်သူရဲ့လိုအပ်ချက်ပေါ့နော်လိုလားချက်တစ်ခုကတော့ထပ်ပေါ်လာပါတယ်အဲ့ဒါကတော့စုံမကဏ္ဍပါတဲ့မော်တော်ယာဉ်တွေကိုပေါ့နော်ကသက်ချက်မထားဘဲနဲ့နေ့စဉ်မောင်းနဲ့အသုံးပြုခွင့်ပေးရေးဖြစ်ပါတယ်အဲ့တော့ဒီဆန္ဒကိုလည်းပြည်သူများကလူမှုကွန်ရက်မှာပေါ့နော်ရေးသားကြတယ်လို့ပဲပြည်တွင်းမီဒီယာအများကလည်းရေးသားဖော်ပြကြတာတွေ့မြင်ရပါတယ်ပေါ့နော်ကျမတို့ဒီယနေ့ခေတ်သတင်းဌာနအနေနဲ့အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပါတီဥက္ကဋ္ဌတူနိုင်ငံရေးသမားတူနဲ့စီးပွားရေးလုပ်ငန်းရှင်တူတို့ကိုဖိတ်ကြားပြီးဆွေးနွေးတော့မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးမေးမြန်းလိုတာကတော့ပေါ့နော်တိုင်းလိုင်ရှမ်းပြည်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌပါတီဥက္ကဋ္ဌဦးဆိုင်ထေးအောင်ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဦးဆိုင်ထေးအောင်မင်္ဂလာပါရှင်ဟုတ်မင်္ဂလာပါဗျဟုတ်ကဲ့အခုပေါ့နော်အပေါ်မှာပြောခဲ့သလိုပါပဲပေါ့နော်မော်တော်ယာဉ်များကိုဒီစုံမခွဲခြားပြီးတော့မောင်းနှင်သွားလာစေရမူဝါဒနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီပြည်သူတွေကြားမှာဝေဖန်မှုတွေမြင့်တက်နေတဲ့အချိန်မှာပဲပေါ့နော်ဒီအစိုးရတဲ့ဝင်ကြီးတစ်ပါးကဒီစနစ်ကိုပဲပေါ့နော်ဆက်ပြီးတော့ကျင့်သုံးသွားမှာဖြစ်တယ်ဆိုပြီးတော့သူရဲ့ဒီ TikTok social media မှာရေးသားထားတာတွေ့ရပါတယ်ပေါ့နော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့73စီအကြက်အသက်တော့ပေါ့နော်ဘယ်လိုရိုက်ခတ်မှုတက်ရောက်မှုတွေရှိနိုင်ပါတယ်လဲဆိုတာကိုဒီဥစွာဆွေးနွေးပြီးဆိုလိုပါတယ်ပေါ့နော်အဲ့တော့ဒီကိစ္စကလည်းဒီအများပြည်သူစိတ်ဝင်စားမှုမြင့်တက်နေတဲ့အကြောင်းအရာဖြစ်တော့ပေါ့နော်ပြည်သူကိုစားပြုတဲ့ဒီလွတ်တော်ကိုယ်စားလှယ်၄ဦးအနိုင်ရထားတဲ့ဒီပါတီဥက္ကဋ္ဌတဦးအနေနဲ့ပေါ့နော်ဘယ်လိုတွေဆောင်ရွက်သွားနိုင်ပါတယ်လဲပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးကိုဥစွာဆွေးနွေးပြီးစီလိုပါတယ်ရှင်ပထမအဆုံးအနေနဲ့ပြောချင်တာတော့ဇုံမဖြစ်ပေါ်လာပုံပေါ့နော်ဇုံမဖြစ်ပေါ်လာပုံကဒီအရှိလေပိုင်းပြဿနာကြောင့်မို့မြန်မာပြည်မှာ73စီချွေတာရေးအတွက်ဆိုရင်မှသူကဇုံမပထမကိုတတ်မှတ်လာတယ်မေလ3ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လာတယ်ပေါ့နော်နောက်ပြီးတော့ဒီနောက်ဆက်တွဲအနေနဲ့မေလ6ရက်နေ့မှာသူတို့က one stop service အနေနဲ့ဖန်စီအရေးယူဖို့တွေကထုတ်ပြန်လာပြန်တယ်ပေါ့နော်ထုတ်ပြန်လာဆိုတာလိုဝက်အနေနဲ့ထုတ်တာပေါ့ဒီ social media မှာပေါက်ကြားလာခဲ့တယ်one stop service ကိုဘယ်လိုပေးပါမလဲ
အဲ့ခါကျတော့သူတို့ master service မှာဆိုရင်ထွေဥက္ကဒုဦးစီးနောက်နေမြေကရဲတပ်ဖွဲ့နောက်ရင်ထိရဲတပ်ဖွဲ့နောက်တရားရေးကဒုမြို့နယ်မူနောက်ပြီးတော့ဥပဒေရဒုမြို့နယ်မူနောက်ကုန်းလပို့ဆောင်ရေးစီမံသားရနောက်ပြီးတော့ကျွန်တော်ရကြေးကနိုင်ဦးအဲ့မျိုးတွေနဲ့သူတို့က one stop service နဲ့ဖမ်းမယ်ဆိုပြီးမှလောက်လာပဲနောက်ပြစ်ဒဏ်ကတော့ကျွန်တော်တို့ငွေ1000နဲ့ဒီထောင်ဒဏ်သူတို့ပြစ်ဒဏ်အနေနဲ့တော့ထောင်ဒဏ်1 လပေါ့နော်ငွေဒဏ်เนี่ยစလုံးဖြစ်စီချမှတ်မယ်ဆိုမှလောက်လာတဲ့ခါကျပြည်သူကြားထဲမှာတော့စိုးရိမ်မှုတွေရှိလာတယ်ပေါ့စိုးရိမ်မှုတွေရှိလာတယ်အဲ့အဆိုင်မှာဒါပေမဲ့လည်းအဲ့ဒီချိန်ကြီးတုန်းကဇုံမတတ်မှတ်တဲ့ရက်ပိုင်းမှာလည်းစီတဲ့အခါမှာကျွန်တော်တို့ကားတွေခြောင်သွားမလားဆိုကားတွေကပိုတိုးပြီးမှစီတန်းလာကြတာကိုတွေ့ရှိရတယ်နော်ဒါကားတွေကခြောင်သွားမှလည်းပိုလို့ကြလာတော့ဗောလေဒါပြီးတော့နောက်ဇုံမထုတ်ပြီးတော့နောက်မကြခင်ကာလမှာတော့သူတို့အနေနဲ့ဒီ engine power light ထုတ်ပြန်လာတဲ့ခါကျတော့အဲ့ဒီမူဝါဒတော့ကျွန်တော်တို့တော်တော်လေးကောင်းပါတယ်အမှန်တကယ်ကြတော့ဒီ engine power light စီထည့်ပြီးတဲ့မူဝါဒချမှတ်ထားပြီးညွှန်ကြားချက်ထုတ်ထားပြီးဆိုရင်တော့ဒီဇုံမကိစ္စကိုတော့ကျွန်တော်တို့ရုပ်သိမ်းတင်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဗျ။ဘာကြောင့်လဲဆိုတော့ပြည်သူပြည်သားတွေကကိုယ်ပိုင်ကားမောင်းနေရဲ့နဲ့ကျွန်တော်တို့အပြစ်ရှိလို့ခံစားနေရတယ်။တခါကျမဖြစ်မနေသွားမယ့်ကိစ္စဆိုရင်လည်းကျွန်တော်တို့ကိုယ်ကားလေးနဲ့သွားရတာပေါ့နော်။တက်စီ5စီးမယ်ဆိုရင်လည်းဒီထက်မကပိုပြီးမှငွေကုန်ကြေးကြမှုတွေများတဲ့ခါကျတော့ကိုယ်ကားနဲ့ကိုယ်ဆိုတော့ပိုအဆင်ပြေတာပေါ့။နောက်တစ်ခုကကျွန်တော်တို့ဇုံမတတ်မှတ်ထားတဲ့ခါမှာပြည်သူတွေနဲ့တွားရေးလာရေးဘယ်လိုခက်ခဲတွားလဲဆိုတာဥပမာနေနဲ့ရန်ကုန်ကနေနေပြီးတော့အလုပ်ကိစ္စရှိလို့တွားမယ်တညအိမ်မယ်အဲ့ဒါဆိုတော့နောက်နေ့ကျဇုံရက်ကိုတွားမယ်ဆိုနောက်နေ့ကျပြန်လာရင်တော့မရက်ဖြစ်သွားပြီအဲ့ကကျတော့ပြန်လာလို့မရဘူးပြန်လာပြီဆိုတော့လမ်းမှာဖမ်းခံရမယ်နောက်ပြီးတော့လည်းကျွန်တော်တို့သူတို့တိုးဂိတ်မှာတွေပါဆိုတော့ကတ်ထားတယ်အရေးယူဆောင်ရွက်မယ်ဆိုတဲ့အကြောင်းတွေကပြည်သူမှာပြောမှဆိုရင်တစ်ထိတ်နဲ့ကိုကားနဲ့ကိုမောင်းနေရတဲ့အဆင့်မျိုးရှိတာပေါ့ဗျာအဲ့ဇုံမကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့ဒီကကြတော့ဇုံအစိုးရအနေနဲ့ဒီဇုံမပြည်သူကိုအနေထုတ်ပြန်မယ်ဆိုရင်မထုတ်ပြန်ခင်တော့စာရေးစင်းတင်တယ်အမှန်ကဒီအမိတ်ညွှန်ကြားချက်တွေထုတ်ပြန်လိုက်ပြီဆိုရင်ကျွန်တော်တို့ပြည်သူတွေဘယ်လိုလေးထိခိုက်သွားနေလဲပြည်သူတွေအနေနဲ့တက်တာတော့မလားဒါပြည်သူတွေအနေနဲ့ပုံပြီးမှဝန်ပိုတော့မလားဆိုတော့ကျွန်တော်တို့အနေနဲ့စာရေးစင်းတင်တယ်ပေါ့နော်အစိုးရအနေနဲ့ပေါ့နောက်တစ်ချက်ကထုတ်ပြန်လိုက်ပြီဆိုရင်လည်းထုတ်ပြန်ပြီးနောက်ပိုင်းမှာလည်းပြည်သူတွေဒီညွှန်ကြားချက်ပေါ်မှာပြည်သူတွေကဘယ်လိုခံစားရတယ်လဲဆိုတော့စာပြီးတော့ဆင်းတင်တယ်ဒါအခုထုတ်ပြန်ချက်ကကျွန်တော်တို့အရင်အစိုးရလက်ထက်ကထုတ်ထားတဲ့ထုတ်ပြန်ချက်ဖြစ်ပါတယ်ဒါကြောင့်မို့အရင်အစိုးရကတော့ပြည်သူရွေးချယ်တော့အစိုးရမဟုတ်ခဲ့ပါဘူးယနေ့ပြည်သူရွေးချယ်တော့အစိုးရဖြစ်လာတဲ့အခါကျတော့ဒီဇုံမကိစ္စတော့ပြန်ပြီးမှစဉ်းစားတင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပြည်သူအတန်တွေကိုပြန်နားထောင်တင်တယ်လို့ကျွန်တော်တို့ပြောချင်တယ်ဗျ။ဘာကြောင့်မို့ဒီကိစ္စပြောရတာလဲဆိုတဲ့အခါကျမကြခင်မှာအကြောင်းတွေပါဖွင့်လာတော့မယ်။အကြောင်းဖွင့်လာတဲ့အချိန်ကျရင်လည်းအဲ့ဒါအကြောင်းပို့အကြောင်းကြိုကိစ္စတွေမှာတော်တော်လေးကိုဒါကျွန်တော်တို့အခက်ခဲကြုံတွေ့နိုင်တယ်ပေါ့နော်ဇုံမကိစ္စရှိနေတဲ့အခါကျတော့တကယ်လို့မရက်မှာဇုံကားမောင်းနေဆိုပေမဲ့လည်းကျွန်တော်တို့ကဒီညွှန်ကြားချက်ကြီးရှိနေတဲ့အခါမှာရင်ထဲမှာတထိတ်ထိတ်နဲ့မောင်းနေရတာပေါ့ဒါတချို့တွေကြတော့ကျွန်တော်တွေ့ပါတယ်ဟိုတော်တော်ကဆိုကားရစီးဆိုရင်တော့ဒါပြည်သူအနေနဲ့ဒါပညာမီတော့လှုပ်ထားတဲ့ပုံစံမျိုးပေါ့နော်ငါ 5S ကိုသူကဒီ 5 ကိုဇုံရက်မှာမရက်မှာမောင်းရမယ်ကားဖြစ်နေတဲ့ဇုံရက်မှာထွက်ချင်တော့ဘာလုပ်လာလဲဆိုတော့5ကိုကျွန်တော်စတစ်ကာအဖြူလေးနဲ့ကလိုက်တယ်ဟိုကလာလို့ 6S ဖြစ်သွားတော့ဗောနော်အဇုံရက်မှာသူမောင်းလို့ရတယ်ဆိုတဲ့ပုံစံမျိုးလေးတွေဒါပြည်သူကကြံဖန်ပြီးမှလှုပ်လာရတဲ့ဥစ္စာတွေဖြစ်လာတာဗောဒါကြောင့်မို့ပြည်သူမှာပိုပြီးမှခက်ခဲကြုံလာတယ်နောက်တစ်ခုကဥတွေကိုပြည်သူတွေကိုချိုးဖောက်ခိုင်းတယ်လို့ကျွန်တော်တို့ခံစားရပါတယ်ဒီလိုမျိုးတွေဖြစ်တဲ့ခါကြတော့လေအဲ့ဒါကြောင့်မို့ဒီအစိုးရအနေနဲ့တော့ကောင်းကောင်းဆန်းစစ်တင်တယ်လို့ကျွန်တော်အနေနဲ့တော့ပြောချင်တယ်သူတို့အနေနဲ့ကတော့ဒီဇုံမကိစ္စမှာ one stop service နဲ့ဖမ်းမယ်ဆိုပေမဲ့လည်းဒါဖမ်းဆီး one stop service ကိုအစုံနဲ့ဒီသူတို့ဖွဲ့စည်းထားတဲ့အဖွဲ့နဲ့ဖမ်းဆီးတာတော့အင်မတားမှနည်းပါတယ်အဲ့ဒါမှကြတော့ဘာဖြစ်လာပြန်လဲဆိုတော့မော်တော်ဘီကယ်တွေရဲ့လှုပ်ရှားခွင့်တွေဖြစ်သွားပြန်တယ်အဲ့ဒီဇုံမတမရဲ့ပုံမှာပြည်သူတွေကမော်တော်ဘီကယ်ကလှုပ်ရှားတယ်ဆိုပေမဲ့လည်းဒီအစိုးရညွှန်ကြားချက်ကြီးထုတ်ထားတဲ့ညွှန်ကြားစာကိုကင်ပြီးမှမော်တော်ဘီကယ်တွေကပြည်သူအပေါ်မှာငွေတောင်းခံမှုတွေဖြစ်လာတဲ့အခါမှာမော်တော်ဘီကယ်လှုပ်သမျှအားလုံးကလည်းအစိုးရအပေါ်မှာအမုန်းတရားတွေတွားပြီးမှတက်ရောက်ပါတယ်အဲတက်ရောက်တဲ့အခါကျတော့ဒီဇုံမကိစ္စကို
အစိုးရအနေနဲ့ကောင်းကောင်းစဉ်းစားတင်ပြီလို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဒါခဏမှကျွန်တော်ဆွေးနွေးခဲ့သလိုပဲအမှန်နဲ့ကြတော့အရင်အစိုးရကထုတ်ထားတဲ့ကိစ္စအခုဒီပြည်သူတွေလည်းအဲ့ဒီကိစ္စအပေါ်မှာတော်တော်လေးပြောနေကြပြီဆိုတဲ့အခါကျတော့အခုဒါရွေးကောက်ပွဲနဲ့တက်လာတဲ့လွတ်တော်ကနေပြီးမှရွေးချယ်ထားတဲ့အစိုးရဖြစ်တဲ့အတွက်ကြောင့်မို့ဒါပြည်သူကိုကိုယ်စားပြုတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့ဒါပြည်သူကိုကိုယ်စားပြုရဆိုရင်ပြည်သူအတန်နဲ့နားထောင်ပြီးမှပြည်သူရဲ့ကောင်းကျိုးကိုတော့ပြန်လည်ပြီးမှလုပ်ပေးတင်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဗျနောက်ကျွန်တော်တို့ဒီကိစ္စကိုကျွန်တော်တို့ပါတီတွေအနေနဲ့လည်းစုစည်းပြီးမှလွတ်တော်ကိုတင်ဖို့တော့ကျွန်တော်တို့ပြင်ဆင်သွားပါမယ်ဒီဒါပြည်သူ့လွတ်တော်တို့အမျိုးသားလွတ်တော်တို့ကျွန်တော်တို့ပါတီကတော့အမျိုးသားလွတ်တော်မှာရတဲ့ခါကျတော့အမျိုးသားလွတ်တော်ကနေပဲဖြစ်ဖြစ်ပြည်သူရဲ့အကျိုးကိုကြည့်ပြီးမှကျွန်တော်တို့တင်ပြသွားဖို့တော့ကျွန်တော်တို့ဒါပြင်ဆင်ထားပါတယ်ဗျဒါမဲ့အဲ့ဇုံမကိစ္စတနိုင်ငံလုံးမှာဖြစ်သားဆိုသူတို့ထုတ်ပြန်ထားတဲ့ရန်ကုန်မှာမန္တလေးနေပြီးတော့အဲ့3မြို့မှာတော့တော်တော်လေးခက်ခဲကြုံရတယ်နေမှာတော့တိတ်ခက်ခဲတော့မကြုံဘူးနေမှာတော့သူတို့ဒါမတက်ရဒီဥပဒေညွှန်ကြားချက်မတက်ရဘူးလို့ပြောလို့ရတာပါနော်ဒါပေမဲ့လူဦးရေအများဆုံးရှိတဲ့ဒီရန်ကုန်မြို့လိုမျိုးကြီးမှာအဲ့ဇုံမကိစ္စတွေရှိနေတဲ့အခါကျတော့ပြည်သူတွေအနေနဲ့ကတော့ကြီးလန့်စာစားဘဝကိုရောက်နေကြတယ်အဲ့လိုမျိုးမဖြစ်အောင်ပြည်သူတွေစိတ်ချမ်းသာအောင်တော့အစိုးရအနေနဲ့တော့ဒါအခုတက်ရောက်လာတဲ့တက်တန်းတွင်မှာဒီရက်တရားစီမံချက်အထက်မှာဖြစ်ဖြစ်ဒီဇုံမကိစ္စလေးကိုပယ်ဖြတ်ပေးရင်တော့ပြည်သူတွေပို့ပြီးမှစိတ်ချမ်းသာပြီးမှအစိုးရအပေါ်မှာလည်းပို့ပြီးမှယုံကြည်လာမယ်လို့တော့ကျွန်တော်အနေနဲ့မြင်တယ်အဲ့မျိုးမှမပယ်ဖြတ်ခဲ့ဘူးဆိုရင်လည်းကျွန်တော်တို့ပါတီတွေအနေနဲ့ကတော့လွတ်တော်ထဲမှာတင်ပြဆွေးနွေးဖို့တော့ပြင်ဆင်ထားတယ်ဆိုတဲ့အကြောင်းတော့ကျွန်တော်အနေနဲ့ဆွေးနွေးလိုပါတယ်ဗျကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အခုလို့ဆွေးနွေးပြီးခဲ့တဲ့ဦးဆိုင်ထေးအောင်ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ပေါ့နော်အဲ့တော့ဆက်လက်ပြီးဒီဒုတိယဖိတ်ခေါ်လိုတာကတော့ဒီလူမှုစီးပွားရေးရာလေးလာတုံးတဲ့သူတူလည်းဖြစ်တဲ့စီးပွားရေးစီမံခန့်ခွဲသူလုပ်ငန်းရှင်တူလည်းဖြစ်တဲ့ဦးရအောင်ကျော်ဖြစ်ပါတယ်အဲ့တော့ဒီဦးရအောင်ကျော်ကိုဆွေးနွေးစီလိုတာကတော့အခုပေါ့နော်စီထုတ်ယူခွင့်ကိုတစ်ပတ်မှာ35လီတာထုတ်ယူသုံးစွဲခွင့်ပြုထားရမှာပေါ့နော်မို့တော်ရင်များကတရက်ချဆုံးရက်မိုင်းရက်ခွဲခြားမောင်းနေစေတဲ့အတွက်ပေါ့နော်သုံးစွဲမှုနှုန်းတွေကျဆင်းသွားတာကြောင့်ဒီအချို့တော်သူတွေကတော့သူတို့အမှန်တကယ်ထုတ်ယူခွင့်ရှိတဲ့ပမာဏကိုပေါ့နော်တကယ်ထုတ်ယူခြင်းမပြုကြဘူးအဲဒါကြောင့်လည်းဒီမော်တော်ယာဉ်တစ်စင်းကတစ်ပတ်အတွင်းမှာ35လီတာထုတ်ယူခြင်းမပြုတာကြောင့်ပေါ့နော်73စီကုန်ကျမှုကလည်းခါတိုင်းထပ်ပုံမှုပြီးတော့တက်တာလာတာတွေ့ရပါတယ်ပေါ့နော်အဲ့တော့ဒီလိုအခြေအနေမှာမော်တော်ယာဉ်မောင်းနှင်သွားလာခွင့်ကိုကန့်သတ်မထားဘဲနဲ့ပယ်ဖျက်လိုက်မယ်ဆိုလို့ရှိရင်ဒီအပေါ်သုံးစွဲမှုတွေဖြစ်လာနိုင်ခြေလည်းရှိနိုင်တယ်ပေါ့နော်အဲ့တော့ဒီအချက်ကထပ်သွင်းစဉ်းစားစရာအဖြစ်ရှိနေပါသလားတကယ်လို့မလိုဘူးဆိုရင်ရောပေါ့နော်ဘလို့အကြောင်းအရာတွေအကြောင်းအချက်တွေပါရှိနေပါတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးပေးစီလိုပါတယ်ဟုတ်ကဲ့ဒီမေးခွန်းကိုပြန်ကြည့်လိုက်မယ်ဆိုရင်ပေါ့လေကျွန်တော်တို့လည်းဒီပုံနဲ့ပေါ့73စီရောကြတယ်လို့ထုတ်ပြန်ချက်တွေမှာတွေ့တယ်ဒါပေမဲ့ဘလောက်ရောကြတယ်လဲဆိုတာကိုစီကာလအရေးအတွက်နဲ့မဟုတ်ဘဲနဲ့ငွေဘလောက်ဆိုတာပေါ့နော်ဒေါ်လာတန်ဘလောက်တက်တာသွားတယ်ဆိုတာမျိုးတော့တွေ့တယ်စီကာလအရေးအတွက်တော့ကျွန်တော်လည်းမတွေ့မိဘူးပေါ့နော်ထုတ်ပြန်ချက်တချို့တွေမှာလည်းရှိကောင်းရှိမှာဒါပေမဲ့မူလကဘလောက်ကုန်ကြရှိပြီးတော့ယခုဘလောက်ကုန်ရောနေသွားတယ်ဆိုတဲ့ရောနေချက်နှိုင်းရှင်ချက်ကိုလည်းကျွန်တော်တို့မတွေ့မိဘူးဗျာဥပမာ 10% ရောသွားသလားနော်3% ရောတာလားဒီလိုစုံမကန့်သက်ချက်ကြောင့်တို့ရဲ့ယူဆချက်ပေါ့နော်စုံမကန့်သက်ချက်ကြောင့်ရောနေတဲ့လို့ယူဆချက်ကြောင့်73စီသုံးဆွဲမှုနိုင်ငံတော်အနေနဲ့တင်သွင်းမှုရောနေသွားတဲ့ရာခိုင်နှုန်းကဏ္ဍကိုတော့ကျွန်တော်မတွေ့မိဘူးနော်5% ရောတာလား10% ရောတာလား3% ရောတာလားပေါ့နော်အဲ့တော့နောက်တစ်ခါဒီရောနေတဲ့ရရင်အကြောင်းအရင်းကိုယူဆချက်မှာတော့စုံမတုံးတယ်လို့ပြောကြတယ်ပေါ့လေဒါမဲ့ဒီ fuel ပေါ့ဒီကိုနေ73စီရဲ့ဈေးနှုန်းပေါ်မူဒီပြောင်းလဲမှုပေါ့ကျွန်တော်တို့ terminology မှာတော့ price elasticity ပေါ့ of demand ပေါ့နော်ဒီ73စီ fuel demand က 10% တက်သွားလို့ရှိရင် usage က 3% လောက်ကျသွားတတ်တယ်အဲ့ဒီဥစ္စာတော့ပုံမှန်ရှိတယ်ပေါ့ဒါ price ကြောင့်နော်ခုနစုံမကြောင့်73စီသုံးစွဲမှုရော့တာလားဈေးနှုန်းတက်လာလို့73စီသုံးစွဲမှုရော့တာအခုဈေးနှုန်းတက်သွားတယ်ဆိုရင်ဒီအရေးခင်းကြောင့်ရောဒီအခုလက်ရှိကမ္ဘာအရေးခင်းကြောင့်ရော73စီဈေးနှုန်းကကျွန်တော်တို့စီမှာတက်သွားတာကကျွန်တော်ကြမ်းမြင့်တွက်ကြည့်လောက်ဆိုရင်25%လောက်ရှိပါတယ်အဲ့တော့ဈေးနှုန်းပေါ်မူတည်ပြီးတော့သုံးစွဲမှုပြောင်းလဲတဲ့ပုံစံပေါ့သူရဲ့ formulation တွေတွက်ချက်မှုတွေနိုင်ငံတကာလေးလာမှုတွေအရဆိုလို့ရှိရင်ဒီ73စီသုံးစွဲမှုဈေးတက်လာလို့ရှိရင်လျော်နေနိုင်တာ 10% တက်ရင်တော့မှ3% လောက်သုံးစွဲမှုကလျော်နေနိုင်တယ်
အဲ့တော့25%ဆိုရင်ဒီတဲ့ပိုပြောင်းလဲနိုင်တယ်အဲ့ဒီအပြင်မှာမှဒါတိုင်းပြည်တစ်ခုရဲ့ကျွန်တော်တို့နိုင်ငံကလူအများစုရဲ့ဝင်ငွေချိုးစားပေါ်လဲမူတည်ပါတယ်ကျွန်တော်တို့အများစုရဲ့ဝင်ငွေချိုးစားနဲ့တက်သွားတဲ့ဈေးနှုန်းရဲ့ဈေးနှုန်း pricing level နဲ့လည်းမူတည်ပြီးတော့လဲသုံးစွဲမှုကျဆင်းနိုင်တဲ့ ratio တစ်ခုလည်းရှိတယ်အဲ့တော့ကျွန်တော်ရဲ့အမြင်မှာတော့စုံမခွဲခြားကန့်သက်လို့သုံးစွဲမှုလျော့တာတဲ့73စီဈေးနှုန်းမြင့်တက်လာလို့သုံးစွဲမှုလျော့တယ်လို့ကျွန်တော်တော့မြင်တယ်ပေါ့နော်ဒါကိုကျွန်တော်သက်သေပြဖို့အတွက်ဘယ်လိုပြောရမလဲဆိုတော့ခုနလို price elasticity formulation တို့ theory တို့အရာဆိုရင်တော့ဒါခံမှန်းကြည့်လို့ရှိရင်ရနိုင်တယ်သို့တော်လည်းပဲခုနမေးခွန်းမေးသလိုပေါ့နော်မေးခွန်းမေးတယ်နောက်ထုတ်ပြန်ချက်တွေမှာတွေ့တဲ့စုံမကြောင့်73စီ3နိုင်ရော့ပါတယ်ဆိုတဲ့သက်သေပြချက်ကိုတော့ကျွန်တော်လည်းမတွေ့မိဘူးအဲ့တော့ဒီမေးခွန်းကိုဖြေရမယ်ဆိုရင်တော့မေးခွန်းခိုင်မာမှုမရှိဘူးဒါပေမဲ့ဒီမေးခွန်းခိုင်မာမှုမရှိကြောင်းကျွန်တော်စပြောပြီးတော့ပဲစုံမစနစ်ကိုဘာကြောင့်မလို့ပယ်ဖြတ်တင်တယ်လဲဆိုတာလေးပဲကျွန်တော်နည်းနည်းဆွေးနွေးကြပါမယ်နော်အဲ့တော့စုံမစနစ်လောက်ကြတယ်အရေးပေါ်အခြေအနေတစ်ခုမှာပထမပေါ့လေနိုင်ငံတစ်ခုရဲ့73စီအရန်အင်အားတို့ဒီလို crisis တစ်ခုပေါ်လာဆိုရင်ခဏထိန်းဖို့အတွက်ဆိုပြီးတော့ခြေနေကိုကြည့်ဖို့အတွက်စုံမစနစ်ပဲဖြစ်ဖြစ်ဒါမှမဟုတ်သုံးစွဲမှုကန့်သက်တဲ့ဥစ္စာပဲဖြစ်ဖြစ်ထိန်းချုပ်တဲ့ဥစ္စာတစ်ခုလောက်ရအရေးပေါ်ပုံစံလောက်တာမှန်ပါတယ်စုံမစနစ်လောက်ကြတယ်အဲ့ဒါပြီးသွားတဲ့အခါမှာဒါတာဝန်ရှိတဲ့ဒါမှမဟုတ်လေဒီ73စီကိုဖြန့်ဖြူးမှုနဲ့ပတ်သက်လို့ဒီမာဗျူဟာချရမယ်ပုံကိုများကသူကစဉ်းစားရမယ်ဒါစုံမခွဲခြားတယ်ဆိုတော့ရေရှည်အမြဲတမ်းသွားလို့မရဘူးဆိုတော့ဟုတ်ပြီငါတို့လက်ရှိသုံးစွဲမှုခဏပေါ့နော်ဟော့လုပ်လိုက်တယ်ခဏဆွဲပြီးတော့တုံးလိုက်ပြီးသွားပြီပြီးသွားရင်ငါတို့ရေရှည်တော့ဘယ်လိုသွားမလဲဆိုတော့ဗျူဟာချပြီးရင်ဖြည်းဖြည်းချင်းပြန်ပြီးတော့လွတ်ပေးရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါရှင်းပါတယ်လူတိုင်းဟာနေတိုင်းသွားလာလှုပ်ရှားရတယ်ကိုသွားလာလှုပ်ရှားဖို့ကိစ္စတွေရှိတဲ့အတွက်ကြောင့်မလို့လူတိုင်းဟာနိုင်ငံသားတိုင်းဟာသူတို့ရဲ့ရရှိတဲ့ဝင်ငွေကနေပြီးတော့သွားလာဖို့ရင်းရန်တွေကသူဝယ်ထားတယ်ဝယ်ထားတဲ့ဥစ္စာသူနေတိုင်းသုံးနေတယ်ဒါကလူတိုင်းရဲ့သဘောပဲပေါ့နော်အဲ့ဒါကိုကန့်သက်ထားခြင်းဒီတစ်ကတော့မကောင်းပါဘူးဒါတော့ဘာကြောင့်မကောင်းလဲဆိုတာလည်းထူးပြောစရာမလိုတော့လူတိုင်းသိတယ်နော်အဲ့တော့လူတွေကကန့်သက်ခံရတာအဲ့ဒါကိုမကြိုက်ဘူးကန့်သက်ခံရတော့တစ်အလုပ်တင်ကြမှုမရှိဘူးအလုပ်တင်ကြမှုမရှိတဲ့အတွက်ကြောင့်မလို့ဒီ macro economy the whole economy မှာလည်းပြန်ပြီးတော့ကျဆင်းမှုရှိပါတယ်ကုန်ထုတ်လုပ်မှုကျဆင်းမယ်ဆက်သွယ်သွားလာမှုသတင်းချက်လက်ဖြန့်ဖြူးမှုအဲ့ဒါနေပြီးတော့ direct မဟုတ်တော့တွယ်ဝိုက်ပြီးတော့နိုင်ငံတော်ရဲ့စီးပွားရေးကျဆင်းနိုင်တဲ့ဟာတွေရှိပါတယ်နောက်မသွားနိုင်ဘူးမလုံနိုင်တဲ့အတွက်ကြောင့်မလို့လူတွေမှာအခွင့်အလမ်းကြောင့်ဆုံးရှုံးသွားတဲ့ opportunity cost အဲ့ဒါတွေလည်းထည့်တွက်ဖို့လိုတယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေလည်းအများကြီးနစ်နာသူတွေရှိလာတယ်ခက်ခဲသူတွေရှိလာတယ်အဲ့ဒါတွေကိုလည်းပြန်ပြီးတော့တွက်ချက်ပြီးတော့စဉ်းစားဖို့လိုတယ်နော်အဲ့တော့ပထမဦးဆုံးဒီမူလစုံမကန့်သက်ရခြင်းရဲ့ပထမဦးဆုံးရည်ရွယ်ချက်ဒီ73စီရှော့ချရေးသုံးစွဲမှုရှော့ချရေးနော်73စီသုံးစွဲမှုရှော့ချရေးအခုဈေးနှုန်းမြင့်လာလို့73စီရှော့ချတယ်လို့ဒီယူဆချက်ရယူဆရင်အခုဈေးနှုန်းကတော့တစ်ကမ္ဘာလုံးမြင့်တယ်အဲ့ဒါကြောင့်မလို့နည်းနည်းသုံးစွဲတာလည်းလျော့လာတယ်ဒါလည်းဘယ်လိုပြောမလဲဆိုတော့လူတိုင်းကဆင်ကျင်ပြီးတော့ကိုယ့်ရဲ့သုံးစွဲမှုနဲ့ကိုပြန်ရလာတဲ့တန်းကိုလူတိုင်းကဆင်ကျင်တတ်ပါတယ်အဲ့တော့ကြတော့သုံးစွဲကိုဆင်ကျင်လာပြီးဈေးနှုန်းလည်းမြင့်လာတဲ့အတွက်သူကလူတိုင်းဟာနိုင်ငံသားတိုင်းဟာသူလောက်ရမယ့်ကိစ္စကိုသူသိလာတယ်နောက်ကဘာနဲ့ချီဖြစ်နေတဲ့ခက်ခဲဖြစ်တဲ့အတွက်ကြောင့်နိုင်ငံသားတွေရဲ့အသိဉာဏ်ကိုယုံကြည်လေးစားသောအားဖြင့်၎င်းနိုင်ငံသားတွေရဲ့ကိုဝင်ငွေကိုချိန်ဆပြီးတော့သုံးစွဲတာကိုသိရှိနားလည်တဲ့အနေနဲ့တော့စုံမစနစ်ကပယ်ဖြတ်တင်တယ်နောက်တစ်ချက်စုံမစနစ်လောက်ရခြင်း73စီရှော့ချခြင်းမှာနောက်ရည်ရွယ်ချက်တစ်ခုကတော့နိုင်ငံခြားရန်ငွေသုံးရတယ်ပေါ့များများသုံးရတယ်အဲ့ဒါကြောင့်မလို့နိုင်ငံခြားငွေကိုနည်းနည်းပဲသုံးရအောင်လို့73စီတင်သွင်းမှုကိုရှော့ချခြင်းနဲ့ဆိုတဲ့ဥစ္စာတော့ရှိတယ်ပေါ့နော်အဲ့တော့နိုင်ငံခြားငွေသုံးစွဲမှုရောကြအောင်ဆိုလို့ရှိရင်ဒီ73စီကိစ္စမှာလည်းပထမသိထားသလောက်ပေါ့နော်73စီတင်သွင်းသူတွေကို subsidize လုပ်တယ်ပေါ့ဆိုရငွေတင်သွင်းတဲ့ငွေမှာတွင်းကုန်တွင်းငွေမှာနည်းနည်းလေးပေါ့ဝယ်ရတဲ့ငွေမှာဆိုရအနေနဲ့နှုံတာတစ်ခုနဲ့ရောင်းပေးတဲ့ဥစ္စာမျိုးတို့ပေါ့နော်တက်တာခွင့်တစ်ခုပေးတာပေါ့ဒီကတော့အဲ့လိုမျိုး subsidization လုပ်တဲ့စနစ်ကိုလည်းပယ်ဖြတ်လိုက်စေတယ်အဲ့ဒါမှဒါလူတိုင်းကနိုင်ငံတင်သွင်းသူကသူ့ရဲ့ပို့ကုန်ဝင်ငွေပဲဖြစ်ရှောက်ဆန်တဲ့ဖြစ်ရတဲ့ဥစ္စာနဲ့တွင်းချင်းအားဖြင့်နိုင်ငံတော်ရဲ့အရန်ငွေကိုထိခိုက်မှုလည်းတက်တာစေတယ်
လူတွေကလည်းဈေးကွက်ထဲမှာဈေးကွက်ဈေးနှုန်းအတိုင်းပဲဝယ်ယူရတဲ့အတွက်အကြောင်းမလို့လူတွေလည်းပို့ပြီးတော့ဆင်ကျင်လာမယ်ပေါ့နော်အခုလက်ရှိမှာလည်းပဲဟိုဆိုရကထောက်ပံ့ထားတဲ့73စီဈေးနှုန်းကိုထောက်ပံ့မှုပေးထားတဲ့အတွက်ကြောင့်မလို့မြန်မာပြည်73စီဈေးနှုန်းကအနီးနားပေါ့နော် BNN တို့စင်ကာပူတို့နဲ့ရှင်ရင်အများကြီးတက်တာပါသေးထိုင်းနဲ့ရှင်လည်းတက်တာသေးတယ်even မလေးရှားနဲ့ရှင်တော့မလေးရှားနိုင်ငံသားမဟုတ်တဲ့သူတွေဝယ်ရတဲ့ဈေးပေါ့နော်မလေးရှားမှာတော့ဈေးက2မျိုးရှိတယ်နိုင်ငံသားဝယ်ရတဲ့ဈေးနဲ့နိုင်ငံခြားသားဝယ်ရတဲ့ဈေးပေါ့နော်နိုင်ငံခြားသားဝယ်ရတဲ့ဈေးနဲ့တော့တိတ်မကွာဘူးပေါ့ဒါမလေးရှားဆိုတာသူ Petronas ဆိုတာအများကြီးထွက်တယ်သူပြည်တွင်းမှာထွက်တာအဲ့တော့ဗမာပြည်အနေနဲ့လည်းပဲဟို73စီဈေးနှုန်းကိုသူကမ္ဘာဈေးနှုန်းဈေးကွက်ပေါက်ဈေးတိုင်းဖြစ်တဲ့တယ်ဒီမှာလည်းတစ်ခါပြန်ပြီးတော့73စီဈေးနှုန်းမြင့်ကုန်ဈေးနှုန်းကြီးမယ်လို့မျှော်ယူဆချက်ကြီးရှိတော့73စီဈေးနှုန်းမမြင့်စေချင်ဘူးဒါပေမဲ့ကုန်ဈေးနှုန်းက73စီဈေးနှုန်းကြောင့်မဟုတ်ဘဲနဲ့ကိုသူတခြား factor တွေကြောင့်တက်တင်တာလည်းတက်နေပြီအဲ့တော့အခုလည်းပဲ73စီဈေးနှုန်းကိုတွက်တဲ့ချက်လက်တွေကအခုလက်ရှိဈေးတွေလည်းမြင့်ပြီးတွက်တာလည်းရှိကြတဲ့အတွက်ကြောင့်မလို့73စီဈေးနှုန်းမြင့်သွားရင်အခြားသူတွေကုန်ဈေးနှုန်းမြင့်သွားမယ်ဆိုယူဆချက်ကိုလည်းဟိုတရားသေးစုပ်ကင်ထားစေခြင်းပေါ့နော်အဲ့တော့အဲ့ဒီခုနပြောခဲ့တဲ့အချက်တွေကြောင့်မလို့စုံမစနစ်ကိုပြန်စဉ်းစားပြီးတော့ဖြေလျှော့ပြီးတော့ဖြည်းဖြည်းချင်းပယ်ဖြတ် fade out လုပ်သွားတင်တယ်လို့ဆွေးနွေးကြပါတယ်တခြားသူတွေလည်းသူအမြင်တွေဆွေးနွေးမှာဆိုတော့ကိုကတော့လောက်ပဲပြောချင်တယ်အခုလိုဆွေးနွေးပေးခဲ့တဲ့အတွက်ဦးရအောင်ကျော်ကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်နောက်ထပ်ပါဝင်ဆွေးနွေးလို့တူတူကတော့ပေါ့နော်ဒီ2025-2026ရွေးကောက်ပွဲမှာတတိယကလပ်ကိုဆက်လက်ဖြစ်တော့ဝင်ရောက်အရွေးခံခဲ့တဲ့ဦးဝင်းသိန်းဟန်ဖြစ်ပါတယ်ဆိုတော့ကကျွန်တော်တို့ဆွေးနွေးခဲ့တယ်လို့ပဲပေါ့နော်ဒီစုံရက်မရက်ခွဲပြီးတော့ဒီမော်တော်ယာဉ်တွေကိုမောင်းနှင်သွားလာစေရကန်တက်ချက်ကနိုင်ငံတော်ရဲ့ဒီ73စီခေတ္တကြီးအစားအစာထုတ်လုပ်မှုလုံခြုံရေးနဲ့အခြားသောအရေးကိစ္စတွေအတွက်ပေါ့နော်ဘယ်လောက်ထိအရေးပါနေလဲနိုင်ငံရဲ့ပြည်ရှင်းချက်ကဘာဖြစ်နိုင်လဲဆိုတာကိုဆွေးနွေးလို့ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်ကပထမဆုံးပြောချင်တာပေါ့နော်အခုဖြစ်နေတဲ့ပေါ့နော်စုံမပေါ့နော်ပြဿနာတွေကပေါ့နော်စုံမနိုင်ငံတော်ကနေပြီးတော့စုံရက်မှာစုံသားထွက်မရက်မှာမရက်ထွက်ဆိုတဲ့ဟာတွေကပေါ့နော်ဖြစ်လာတဲ့ဟာတွေကတော့အခုဖြစ်နေတဲ့ကျွန်တော်တို့ကမ္ဘာမှာဖြစ်နေတဲ့ပေါ့နော် globalization မှာဖြစ်နေတဲ့ issue ပေါ့ဒီ issue ကိုတုံ့ပြန်ကြရပြင်နိုင်ငံတကာနိုင်ငံမှာသူ့နိုင်ငံနဲ့ကိုက်ညီတဲ့ national interest အရာပေါ့ဖြစ်ရှင်းရတယ်ပေါ့အဲ့လိုဖြစ်ရှင်းတဲ့အရာကျွန်တော်တို့ကဒီပေါ့နော်ဒီပေါ့စီဒီတာကန့်သက်ချက်တွေလုပ်မယ်နောက်ပြီးတော့စုံရက်မှာထွက်တဲ့ကားတွေမရက်မှာထွက်တဲ့ကားတွေဆိုပြီးတော့ပေါ့နိုင်ငံတော်ကနေပြီးတော့အမိတ်ဒီထုတ်ပြန်ပြီးတော့ပေါ့နော်လိုက်နာဖို့တွေဒါမှမလိုက်နာဘူးဆိုရင်ဒီဟာတွေကိုအရေးယူဖို့အတွက်ငွေကြေးဟိုတော့ပြစ်ဒဏ်ပေါ့နော်အဲ့ဒါတွေချမှတ်ထားတော့ကျွန်တော်တွေ့ရတယ်ပေါ့တွေ့ရတဲ့အချိန်မှာပေါ့နော်အဓိကပြဿနာတော့ဘာလဲဆိုတော့စုံရက်မှာလေကျွန်တော်တို့မာကားတွေထွက်တယ်မရက်မှာလေစုံကားတွေကထွက်ရတယ်ဘာကြောင့်လဲဆိုတော့တချို့ပေါ့နော်ဒီပေါ့အိမ်တွေကပေါ့သူတို့ရဲ့ရေးကြီးတဲ့ပြဿနာတွေကိုသူဖြေရှင်းရတဲ့အချိန်မှာပေါ့နော်တချို့ဟာတွေကစုံရက်မရက်ဆိုတာဟာမှာလွဲတာမရှောင်တာတို့ကျွန်တော်တို့ကစုံရက်မှာလည်းမာကားထွက်ရတယ်လို့ရှိတယ်လို့မရက်မှာလည်းစုံကားထွက်ရတယ်ပေါ့နော်အဲ့လိုအခင်းချင်းတွေကနိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့ဥပဒေတွေကြလဲကြကြအောင်သူတို့ကအလိုလိုနေရင်းတဲ့ကိုသူကဘယ်လိုဖြစ်လာလဲဆိုတော့ပေါ့နော်ဥပဒေချိုးဖောက်တဲ့ပုံစံမျိုးတွေဖြစ်လာတယ်ပေါ့ဒီချမှတ်ထားတဲ့အမိန့်တွေကိုသူတို့ကိုယ်တိုင်မနာခံနိုင်ဘူးဟောတွေ့ရင်တော့ငါတို့ကတော့ကွာ3000လောက်လိုက်မှာပဲဆောင်ပြီးတော့မှငါတို့ကတော့ရဲစခန်းတော့လိုက်မယ်ပေါ့သူတရားသူကြီးရှိမှသွားလိုက်မယ်ပေါ့ဒါလည်းပေါ့3000ပေးတယ်ဆိုတဲ့ဟာမျိုးနဲ့သူတို့ဖြည့်ရှင်းလာတယ်ပေါ့အဲ့လိုဖြည့်ရှင်းလာတဲ့ဟာတွေကိုကျွန်တော်ကအများဆုံးတွေ့ရတဲ့အတွက်ကျွန်တော်ကပြန်ပြီးတော့ဒီအချိန်မှာစုံမရေးပြဿနာကိုကျွန်တော်ပြန်နေဆန်းစစ်ဖို့လိုပြီပေါ့နော်ဒီပြည်သူ့ရေးရမူဝါဒတွေချမှတ်တဲ့ကိစ္စတွေဒီကိစ္စတွေမှာတကယ်ကောသူတေသနာတွေအဓိကလုပ်ပြီးတော့မှဒီအမိတ်တွေကိုကျွန်တော်တို့ကထုတ်တာလားဒါမှမဟုတ်ပေါ့နော် national interest အရာပေါ့နော်အရေးပေါ်အရာစီမံခန့်ခွဲတဲ့ဟာတွေကတော့အချိန်ကာလတစ်ခုအနေနဲ့မှန်ခဲ့ပြီမဲ့အချိန်ကာလတစ်ခုလွန်မြောက်တဲ့အချိန်မှာပြန်လည်ပြင်ဆင်ရမယ်ပေါ့နော်မူဝါဒတွေရှိတယ်ပေါ့အဲ့အဓိကတော့ကျွန်တော်ပြောချင်တာကအဲ့ဒီမူဝါဒတွေမပြောခင်ပါပေါ့နော်ကျွန်တော်တို့အမိတ်တွေတစ်ခုထုတ်တိုင်းပေါ့နော်ကျွန်တော်တွေ့ရတာတကယ်ဟောလိုက်နိုင်ရလားပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လေ့လာထားတဲ့ပေါ့ဟိုတွေ့ရနာမည်ကြီးတဲ့ theory တစ်ခုရှိတယ်ပေါ့နော်ကျွန်တော်တို့ဗာပြောမှာတော့ Malcolm Gladwell ပြောတယ်ပေါ့နော် tipping point ဆိုတဲ့စာအုပ်မှာရေးထားတဲ့ဟာရှိတယ်ပေါ့နော်ဘာလဲဆိုတော့ broken window theory ပေါ့အဲ့ဒါတွေကကျွန်တော်ချိန်ပြီးပြောချင်တာပေါ့ဘာလဲဆိုတော့ဒီပေါ့နော် broken window theory ကရှင်းပါတယ်အားလုံးလည်းဖတ်ပြီးတဲ့လူတွေသိမယ်လို့ထင်တယ်ပေါ့နော် broken window တွေကလမ်းစုံလမ်းဝါတစ်ခုမှာဗရင်ပေါက်တစ်ခုကကျိုးပြတ်နေတယ်ပေါ့မှန်ကွဲနေတယ်ပေါ့အဲ့ဒီမှန်ကွဲနေတဲ့ဟာကိုထပ်သားဖြတ်လာတွေကတွေးတဲ့အချိန်မှာဒီမှန်တော့ကမှန်ကွဲကိုကြည့်တယ်မှန်ကွဲကိုတွေးနေမပြင်ဘူးဒီတိုင်းထားတဲ့အချိန်မှာမှန်ကွဲကိုဘေးနားလူကနောက်ထပ်လူတွေကဘာလို့လဲဆိုတော့ဂဲနဲ့ပေါက်တယ်တခုခုအဲ့မှာကျူးလွန်ကြည့်တယ်ကျူးလွန်နောက်ဆုံးကြဘာပြောတော့ဒီမှန်ကွဲကိုမပြင်တဲ့အတွက်ဘာပြောတဖြည်းဖြည်းနဲ့ဘာလို့ပြောဒီဟာကကျူးလွန်လို့ရပါလားဆိုတဲ့ဟာမျိုးပေါ့အဲ့လိုဟာမျိုးနဲ့အလားတူတူတဲ့ဟာမျိုးတွေပေါ့နော်ဒီ
ဟာတွေကပေါ့နော် broken window theory ကချထားတဲ့ဥပဒေတစ်ခုတကယ်မလိုက်နိုင်ဘူးလားမလိုက်နိုင်ကျွန်တော်လူကလာတလို့ရပဲဆိုချိုးဖောက်လာတဲ့အချင်းရှိတယ်ပေါ့ချိုးဖောက်လာတတ်တယ်ပေါ့အဲ့ဒါကဘာဆိုတော့စုံရက်မှာမာကာထွက်တယ်မရက်မှာစုံကားထွက်တယ်တစ်တစ်လေးဆိုပေမဲ့လည်းဒါကဖြစ်မယ်ဆိုရင် rule of law အရာပေါ့တကယ်ကိုမလိုက်နိုင်ဘူးတကယ်လည်းဥပဒေရေးယူလို့ရတယ်ပြန်လဲရေးယူဖို့လည်းပေါ့နော်ခက်ခဲတယ်ပေါ့နော်အဲ့လိုအခြေအနေကြကြတော့ဘာဖြစ်လဲဆိုတော့ဒီတွန်းပို့တဲ့ဟာကဒီဥပဒေရငါတို့ချိုးဖောက်လို့ရတာပဲဒါကဘာမှမဟုတ်ပါဘူးဆိုတဲ့ဟာမျိုးပေါ့နိုင်ငံနဲ့အနေနဲ့ကြည့်ရင်တော့ဒါ rule of law ပဲဒါမျိုးအခုထူထောင်မယ်ဆို rule of law ကိုဒါဘာပဲပြောပေါ့နော်တစည်းစီတဲ့ဟာထဲမှာသွားဖြစ်တယ်ပေါ့ခုပါတော့ဒီစုံရက်မှာမာကားထွက်တာမရက်မှာဆိုတော့တာတစ်တစ်လေးတွေပဲပတ်စံ3000ခံွေဆောင်လိုက်တယ်ပြီးတယ်ရဲတွေ့ရင်ဘာပဲပြောရဲကိုအကျိုးကြောင့်ပြောမယ်ကြည့်မယ်ဒါဆိုဥပဒေကိုဘာပဲပြောညှိလို့ရတယ်ဆိုတဲ့ဟာပြဿနာကရူးစော်လို့ချုပ်ဖောက်တာတခုပဲပေါ့နော်ဒါကအဓိကကျွန်တော်တို့စုံမပြဿနာမှာဖြေရှင်းမယ်ဟာပဲပေါ့ဒါဆိုရင်စုံမပြဿနာကိုကျွန်တော်တို့ကခုချိန်ဒီမှာကဘာအခင်းချင်းအားဘာပဲပြောပြောင်းလဲနေတဲ့အတွက်ဒါတွေကလိုအပ်သေးသလားစုံမမထွက်နဲ့တော့ခုချထားတဲ့စီကတ်တစ်ချက်35လီတာပေါ့နော်ကတ်တစ်ချက်စီအင်ဂျင်ပါဝါချတဲ့ဟာတွေကအခုဆိုအလုပ်ဖြစ်နေတယ်အလုပ်ဖြစ်နေပြီဆိုရင်ကျွန်တော်တို့ကဒီအလုပ်ဖြစ်နေဒီတန်းကိုဆက်သွားမယ်ဒီမူဝါဒအောင်မြင်နေပြီဒီမူဝါဒဆက်သွားမယ်ဒါပေမဲ့စုံမစနစ်ကမအောင်မြင်ဘူးဒါဆိုရင်မအောင်မြင်တဲ့စုံမစနစ်ကဘာကိုဖြစ်စေတယ်ဥပမာပေါ့နော်ရူးစော်လောကိုချုပ်ဖောက်စေတဲ့အပြုအမူတွေဖြစ်တယ်ပေါ့နော် broken window theory နဲ့တွားပြီးကိုက်နေတယ်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့ကပြင်ဆင်ရမယ်ပြင်ရမယ်ပေါ့နော်ဒီလိုပြင်မှလာရင်ကျွန်တော်တို့ရဲ့လူထုကလည်းဥပဒေကိုချုပ်ဖောက်ရမကြတော့ဘူးနိုင်ငံတော်ကလည်းဘာပဲဥပဒေကိုပြဋ္ဌာန်းရင်ဘာပဲပြောရေးယူရတဲ့ဟာတွေကလည်းထက်တဲ့တန်းရေးယူလို့ရလာမယ်ဒါတွေကပေါ့နော်ကျင့်ရမယ်ဟာတွေပေါ့လုပ်ရမယ်ဟာတွေပေါ့နော်နိုင်ငံတော်ကဒါကြောင့်ကျွန်တော်တို့ကတော့ဒီစုံမက broken window theory ရဆိုရင်ဥပဒေကိုချုပ်ဖောက်စေတယ်ရူးစော်လို့ထိခိုက်စေတယ်ဒါကြောင့်ဒီစုံမကတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ပြောင်းလဲပြင်ဆင်ပြီးတော့ပေါ့နော်အမိတ်တစ်ခုလုပ်တင်တယ်လို့ကျွန်တော်ကယူဆတယ်ဘာကြောင့်ဆိုတော့အခုအချိန်မှာကြောင်းနေရတဲ့ဖွင့်တော့မယ်ဆိုတဲ့အချိန်နဲ့ကြာကြအောင်ခုမလိုလားအဖက်နဲ့ဒီရဲ့ cost ပေါ့နော်ဒီရဲ့ပေါ့နော် side effect တွေကထွက်တယ်ပေါ့နော်ဘာကြောင့်လဲဆိုကြောင်းကားတွေကတသိန်းတော့ပေးရတဲ့ဟာတွေက3သိန်းကျော်ဖြစ်တယ်စီစေးတက်တို့ပဲပြောတယ်ဒီစုံမပြဿနာတွေကအစအများကြီးရှိတယ်ပေါ့ဒါဆိုရင်ဒီဟာကကျွန်တော်တို့ကစုံမပြဿနာဖြေရှင်းရတော့မယ်ဒါပြောင်းလဲရတော့မယ်ဆိုတဲ့ဟာတစ်ခုဖြစ်တယ်ပေါ့ထို့တူပဲပေါ့နော်ကုန်သွယ်ရေးနဲ့ပတ်သက်ရင်လည်းပေါ့နော်ဥပမာကျွန်တော်တို့ကမလိုလားအပ်ဘူးစုံရှိတဲ့အိမ်ကပေါ့နော်မားရက်နေမှာထွက်မယ်ဆိုရင်ကျွန်တော်တို့ကပေါ့နော်ဥပမာပေါ့လုပ်ငန်းတစ်ခုသွားလုပ်မယ်ဆိုရင်ကျွန်တော်တို့ကအနည်းဆုံးတော့တစီငှားစီရတယ်တစီငှားစီရင်တစီဈေးတွေကစီဈေးကြီးမြင့်မှုဒီစုံမပြဿနာတွေကြောင့်တစီဈေးတွေကရခင်ပေါက်သေးမဟုတ်တော့ဘူးအများကြီးတက်သွားပြီဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီဟာကိုဟိုပေါ့နော်အများကြီးတက်သွားကြတာတအိမ်နောင်ချင်းရဲ့ကုန်ကြစရိတ်တွေကတိုးသွားတာပဲတအိမ်နောင်ချင်းရဲ့ကုန်ကြစရိတ်တွေတိုးသွားတယ်ဒါဆိုရင်ဒီလိုအချိန်မှာတအိမ်နောင်ချင်းရဲ့ကုန်ကြစရိတ်တွေမတိုးအောင်ဒီစီ limit နဲ့တော့တူပေးသုံးပြီးတော့ထားတဲ့ကြားထဲမှာကျွန်တော်တို့ကဒီဟာကိုပြန်နေပေါ့နော်လုပ်ဖို့လိုတယ်လို့လည်းကျွန်တော်ကထင်တယ်ပေါ့ထို့တူပဲပေါ့နော်ကုန်သွယ်ရေးလမ်းကြောင်းမှာလည်းပေါ့ခုနဆရာပြောသလိုပဲပေါ့နော်ဒီပေါ့စီကြောင်းဖြစ်တယ်ဆိုပြီးမဲ့ကိုစိမ်းတို့တွေကစီကိုထိုးချပြီးတက်လာတယ်ပေါ့တကယ်ကြတော့လေဒါတွေကပေါ့ကိုစိမ်းတို့တက်တဲ့ဟာတွေကပေါ့စီစိမ်းတို့မဟုတ်ဘဲနဲ့အာသာဖက်တာတွေကြောင့်တက်တာတွေကအများကြီးရှိတယ်ကိုတွေ့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒါတွေကိုဘယ်လိုမျိုးထိန်းချုပ်မလဲဒီစုံမစနစ်ကိုပြင်ပြီးတော့ဒီဟာတွေကိုဘယ်လိုပြန်ပြီးတော့ကင်တွယ်မလဲဆိုတဲ့ဟာကိုပေါ့နော်ကျွန်တော်အနေနဲ့ပေါ့နော်ဒါလေးတော့ပဲပြောချင်ပါတယ်ဒါကြောင့်အဓိကပြဿနာကတော့ပေါ့နော်ကျွန်တော်တို့က resource လို့ဖြစ်အောင်ကျွန်တော်တို့ကတကယ်ကို resource လို့တိုင်းပြည်တပြည် resource လို့အရင်ကြီးတဲ့အတွက် resource လို့ကောင်းမွန်သွားလက်ပတ်နိုင်အောင်ဆိုရင်ဒီစုံမစနစ်ကကျွန်တော်ပြန်လဲဆန်းစစ်ဖို့လိုပြီးပြင်ဆင်ပြီးတော့လုပ်ဖို့လိုပါတယ်လို့ပဲကျွန်တော်အနေနဲ့နောက်ဆုံးပြောချင်ပါတယ်ကျေးဇူးပါခင်ဗျာခုလိုဆွေးနွေးပေးတဲ့ဦးဝင်းသိန်းဟန်ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ပေါ့နော်ဟုတ်အခုလိုပေါ်ဝယ်ဆွေးနွေးပေးခဲ့ကြတဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျမတို့ယနေ့ခေတ်သတင်းဌာနအနေနဲ့နောက်ထပ်စကားဝိုင်းဆွေးနွေးပွဲများကိုလည်းဆက်လက်ဆောင်ရွက်တော့မှာဖြစ်ပါတယ်နောက်ထောင်ပေးခဲ့ကြသူများကိုလည်းကျေးဇူးအထူးတင်ရှိကြောင်းပြောကြရင်းနဲ့နောက်ဆက်ဖြစ်ပါရှင်